တကယ်လက်တွေ့အပြင်လောကမှာဝိတ်ပြန်ကြဖို့အရန်ကိုမှခက်ခဲနေပါတယ်ဆိုတဲ့လူတွေအတွက်အလွယ်ကူဆုံးနဲ့အကောင်းဆုံးဖြစ်စေနိုင်မဲ့ဝိတ်ပြန်ချလို့ရနိုင်မဲ့နီလန်ကောင်းလေးများဟာအမှန်တကယ်ပဲတည်ရှိလို့နေပါတယ်အခုကျွန်တော်အဲ့ဒီနီလန်ကောင်းများကိုကျွန်တော်ရဲ့မိတ်ဆွေများနဲ့လူကြီးမင်းများအတွက်ဒီဗီဒီယိုလေးကနေတစ်ဆင့်ပြန်လည်ပြီးတော့ဝေမျှပေးသွားမှာဖြစ်ပါတယ်အဲ့ဒီနီလန်တွေကတော့နံပါတ်1လူတစ်ယောက်ဟာခန္ဓာကိုယ်အလေးချိန်ကိုကောင်းမွန်စွာရှော့ချဖို့ရန်အတွက် metabolism လို့ခေါ်တဲ့ဇီဝရုပ်ဖြစ်ခြင်းကိုအကောင်းမွန်ဆုံးနဲ့သဟဇာတအဖြစ်ဆုံးဖြစ်နေအောင်လို့ကိုယ့်ရဲ့ဘဝနေထိုင်မှုပုံစံကိုအကောင်းဆုံးပုံစံအဖြစ်ထိန်းညှိပြီးတော့ထိန်းချောင်းပြီးတော့ကိုယ့်ဘာသာကိုထိန်းစင်စင်ချင်းနေထိုင်သွားရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့လူတစ်ယောက်ရဲ့ခန္ဓာကိုယ်တွေကပိုရှန်နေတဲ့ကယ်လိုရီတွေနဲ့အဆီပိုတွေဟာကောင်းမွန်စွာလောင်ကျွမ်းစေနိုင်ဖို့ဆိုတာက metabolism လို့ခေါ်တဲ့ဇီဝရုပ်ဖြစ်ခြင်းအပေါ်မှာအများကြီးပဲမူတည်နေလို့ဖြစ်ပါတယ်။ခန္ဓာကိုယ်ရဲ့ပိုရှန်နေတဲ့ကယ်လိုရီတွေနဲ့အဆီပိုတွေကိုကောင်းမွန်စွာလောင်ကျွမ်းစေခြင်းဟာအခုလက်ရှိဖြစ်တည်နေတဲ့ခန္ဓာကိုယ်အလေးချိန်ကိုရှော့ချပေးနိုင်ရာရောက်တယ်လို့ဝိတ်ထမတက်လာအောင်လို့ထိမ့်သိမ်းပေးရထိကြီးပေးရလည်းရောက်ပါတယ်လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကြီးမှာ metabolism လို့ခေါ်တဲ့ဇီဝရုပ်ဖြစ်ခြင်းဟာအကောင်းမွန်ဆုံးနဲ့သဟဇာတအဖြစ်ဆုံးဖြစ်နေဖို့အတွက်ဆိုရင်ကျန်းမာရေးနဲ့ညီညွတ်မြတ်ကြတဲ့ဘဝနေထိုင်မှုပုံစံနဲ့နေထိုင်တတ်ဖို့ဆိုတာဟာမရှိမဖြစ်လိုအပ်တယ်လို့အရေးလည်းကြီးပါတယ်နံပါတ်1လူတစ်ယောက်ကခန္ဓာကိုယ်လေးချိန်ကိုကောင်းမွန်စွာရှော့ချနိုင်ဖို့ရန်အတွက်ကောင်းမွန်ရေးအာဟာရပြည့်ဝသောမနက်စာကိုတင်မြတာစွာပုံမှန်စားသုံးပေးရမှာဖြစ်ပါတယ်လူတစ်ယောက်ကမနက်စာကိုပုံမှန်အတိုင်းလေးနေတိုင်းမပြတ်မကွက်စားသုံးနိုင်ဖို့ကပါဇက်ကနေထုတ်ပြောရတာဟာအရန်လွယ်ကူပေမဲ့လည်းတကယ်လက်တွေ့မှာကတော့ကိုယ့်ဘက်ကမျောလင့်ထားတဲ့အတိုင်းမျောမှန်းထားတဲ့အတိုင်းမနက်စာကိုအမြဲတမ်းမပြတ်မကွက်စားသုံးနိုင်ဖို့ဆိုတာကထင်ထားသလောက်တော့မလွယ်ကူပါဘူး။ဘာကြောင့်လဲဆိုတော့ကမ္ဘာပေါ်မှာအသက်ဆက်လက်ရှင်သန်ရပ်တည်နေကြတဲ့ကျွန်တော်တို့လူသားတွေအားလုံးဟာမနက်စာကိုမျောမှန်းထားတဲ့အတိုင်းပုံမှန်လေးစားတော့ပြတဲ့အချိန်ခါမျိုးတွေရှိနေသလိုတခါတရံမှာတော့အလုပ်ကိစ္စများလုံးဝမအားလက်တော့လို့အချိန်မရတာနဲ့တခြားသောအကြောင်းကိစ္စရပ်တွေကြောင့်မနက်စာကိုပုံမှန်အတိုင်းစားတော့ဖို့ရန်အတွက်ပြက်ကွက်သွားတဲ့အချိန်ခါမျိုးတွေကလည်းရှိနေတတ်ပါတယ်။တကယ်တော့မနက်စာထဲမှာဗိုက်တာမင်နဲ့သတ္တုဓာတ်များမြောက်များစွာပါဝင်နေပါတယ်။အဲဒါကြောင့်မလို့အကျိုးဆက်အနေနဲ့မနက်စာကိုပုံမှန်လေးစားတော့ပေးခြင်းအဖြစ်နောက်ထပ်အစာတစ်နက်ကိုထပ်မံစားသုံးတဲ့နေရာမှာအရန်ကြီးအလွန်အကျွံမစားတောင်းမိနိုင်အောင်လို့ကိုယ့်ရဲ့အစားစားခြင်းစိတ်ကိုထိမ့်သိမ်းမှုနဲ့ချုပ်တီးမှုအလေးကျင့်ကောင်းများကိုလည်းရရှိပိုင်ဆိုင်နိုင်စေမှာဖြစ်ပါတယ်။မနက်စာကိုပုံမှန်လေးစားတော့ပေးခြင်းအဖြစ်အုံနောက်အတွက်မရှိမဖြစ်လိုအပ်တဲ့စွမ်းရည်များကိုလည်းလုံးဝတေချာပေါက်ရရှိစေနိုင်မှာဖြစ်ပါတယ်။အထူးသဖြင့်မနက်စာထဲမှာအစီထုတ်ထားတဲ့နို့နဲ့တတိဝလံတချို့ကိုနေတိုင်းပါဝင်နေအောင်လို့တင်မြတာစွာပုံမှန်စားတော့ပေးခြင်းအဖြစ်ခန္ဓာကိုယ်အတွက်ပုံမူပြီးတော့ကောင်းမွန်တဲ့အာဟာရဓာတ်များကိုဖြစ်ထွန်းစေနိုင်မှာဖြစ်ပါတယ်။နံပါတ်3လူတစ်ယောက်ကခန္ဓာကိုယ်လေးချိန်ကိုကောင်းမွန်စွာရှော့ချနိုင်ဖို့ရန်အတွက်ပုံမှန်လေ့ကျင့်ခန်းကိုပြုလုပ်ပေးရမှာဖြစ်ပါတယ်။ဒီနေ့ကိုအနည်းဆုံးမိနစ်30လောက်ပုံမှန်လေ့ကျင့်ခန်းကိုပြုလုပ်ပေးသင့်ပါတယ်။ဥပမာအဖြစ်လမ်းလျှောက်တာစပိန်စီးတာကခုန်တာနဲ့ကျိုးခုန်တာတို့လိုမျိုးကိုယ်လက်လေ့ကျင့်ခန်းများကိုပုံမှန်လေးပြုလုပ်ပေးသွားသင့်ပါတယ်။အခုလိုမျိုးလေ့ကျင့်ခန်းတွေကိုပုံမှန်လေးပြုလုပ်ပေးသွားခြင်းအဖြစ်ခန္ဓာကိုယ်ကြီးတစ်ခုလုံးတက်ကြွလန်းဆန်းနေမှုနဲ့ဝိတ်ကျဆင်းသွားမှုတွေကိုအကောင်းဆုံးဖြစ်စေနိုင်ပါတယ်။ဒါပေမဲ့လည်းတိတ်အရန်ကြီးမြန်ဆန်ဝိတ်ကျခြင်းပါတယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့လေ့ကျင့်ခန်းတွေကိုအချိန်လေးအကြာကြီးအလွန်ကျွံပြုလုပ်တာမျိုးကိုတော့ဘယ်တော့မှမလုပ်သင့်ပါဘူး။ဝိတ်ကျဆင်းသွားအောင်လို့လေ့ကျင့်ခန်းများကိုပြုလုပ်တဲ့နေရာမှာအမှန်တကယ်လိုအပ်၍တင်လျောက်ပတ်သောကျန်းမာရေးစံနှုန်းများနဲ့ကိုက်ညီသောလေ့ကျင့်ခြင်းပမာဏကိုနားလည်တက်ကြွသောလေ့ကျင့်ရင်ဒီပြဆရာများနဲ့အသေးချာတိုင်ပင်လို့ပြီးတော့မှလုပ်သင့်ပါတယ်။နံပါတ်4လူတစ်ယောက်ဟာခန္ဓာကိုယ်လေ့ကျင့်ကိုကောင်းမွန်စွာရှော့ချနိုင်ဖို့ရန်အတွက်အစားစားတော့မယ်ဆိုရင်အစာရည်အတွက်ပမာဏနည်းနည်းပါးပါးလောက်ကိုပဲစားတော့ပေးရမှာဖြစ်ပါတယ်။အစားအစာပမာဏတွေအများကြီးကိုတစ်ခါတည်းနဲ့အများကြီးအသက်ကုန်နင်းငံစားတော့လိုက်မယ်ဆိုရင်နောက်ထပ်ဘိုက်ကလုံးဝစားလာနိုင်တော့မှာမဟုတ်သလိုအစားအသောက်တွေကိုထပ်မံပြီးတော့စားတော့နေစရာမလိုတော့ပါဘူးလို့တချို့သောလူတွေကလွဲမှားစွာတွေးထင်နေတတ်ကြပါတယ်။တကယ်လက်တွေ့မှာကတော့အဲ့ဒီ user ကလုံးဝလွဲမှားနေပါတယ်။အစားအသောက်များကိုအရေးအတွက်ပမာဏနည်းနည်းပါးပါးလောက်နဲ့မကြာပုံမှန်လေးစားတော့ပေးခြင်းကသာလည်းခန္ဓာကိုယ်လှုပ်ဆောင်ချက်များအားလုံးကိုတင်မြတာစေပြီးတော့အစာချေစနစ်ကိုလည်းအထူးကောင်းမွန်စေနိုင်မှာဖြစ်ပါတယ်။အခုလိုမျိုးအစာပမာဏနည်းနည်းလေးနဲ့မကြာပုံမှန်စားတော့ပေးခြင်းအဖြစ်ခန္ဓာကိုယ်ရင်းတကြားတက်ကိုလည်းပဲအကောင်းမွန်ဆုံးထိန်းချုပ်ထားပေးနိုင်မှာဖြစ်ပါတယ်။နံပါတ်5လူတစ်ယောက်ဟာခန္ဓာကိုယ်လေးချိန်ကိုကောင်းမွန်စွာရှော့ချနိုင်ဖို့ရန်အတွက်ကြွက်သားလေ့ကျင့်ခန်းများကိုပုံမှန်ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ကြွက်သားတွေကအမြဲတမ်းလိုတန်မာနေစေနိုင်ဖို့ရန်အတွက်ပုံမှန်လေ့ကျင့်ခန်းများကိုနေ့တိုင်းဒီပါပြုလုပ်ပေးရပါမယ်။ကိုယ့်ဘက်ကနိုင်နေလောက်တဲ့အလေးမှလေ့ကျင့်ခန်းများကိုပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။တစ်ပတ်မှာအနည်းဆုံး3ကြိမ်လောက်အလေးမှလေ့ကျင့်ခန်းတွေကိုပုံမှန်ပြုလုပ်ပေးသွားခြင်းအဖြစ်ခန္ဓာကိုယ်ရဲ့အင်ဆူလင်ဟော်မုန်း level ကိုတိုးမြင့်လာစေနိုင်ပြီးတော့အကျိုးဆက်အနေနဲ့စီးကြိုသွေးကြိုရဲ့ပမာဏနဲ့စီးကြိုယောဂကိုအကောင်းဆုံးထိန်းချုပ်ပေးသွားနိုင်မှာဖြစ်ပါတယ်။ဒါတွေမကသေးဘူး။ကြွက်သားလေ့ကျင့်ခန်းများကိုနေ့တိုင်းပုံမှန်လေးပြုလုပ်ပေးသွားခြင်းအဖြစ် body defense လို့ခေါ်တဲ့ခန္ဓာကိုယ်ခုခံအားစနစ်ကိုလည်း
တိုးတက်ကောင်းမွန်လာစေနိုင်မှာဖြစ်ပါတယ်အကျိုးဆက်အနေနဲ့ခန္ဓာကိုယ်ပြင်ပကနေပြီးတော့ယောဂပိုးမွှားများဝင်ရောက်လာခြင်းကိုအကောင်းဆုံးဟန်တာကာကွယ်ပေးသွားနိုင်မှာဖြစ်ပါတယ်ဒီဗီဒီယိုကိုအစကနေပြီးဆုံးထိအားပေးကြည့်ရှုသွားခဲ့ကြတဲ့လူကြီးမင်းများကလည်းအခုကျွန်တော်ပြောပြပေးသွားခဲ့တဲ့အကြောင်းအရာတွေကိုအထူးကောင်းမွန်စွာနားလည်ပြီးတော့သဘောပေါက်ကြနိုင်မယ်လို့ယုံကြည်ပါတယ်ဒီဗီဒီယိုကတော့ဒီလောက်ပါပဲဒီဗီဒီယိုကိုဒီနေရာမှာပဲပြန်နာပါမယ်နောက်ထပ်လာမယ့်ဗီဒီယိုတွေမှာကျွန်တော်တို့အားလုံးပြန်လည်ဆုံတွေ့ကြအောင်ပါလူကြီးမင်းများအားလုံးနဲ့ကျွန်တော်မိတ်ဆွေများအားလုံးကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေ